အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ upper body ကစားတဲ့နေ့ဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ damage shoulder press ကစားပါတယ် hypertrophy အတွက် UAB ကစားတာဖြစ်တဲ့အတွက်ကျွန်တော်3ကြော့10ချိန်ကစားပါတယ်ဒုတိယတစ်ခုကတော့ incline dumbbell fly chest is upper muscle ကို UAB ကစားတာဖြစ်ပါတယ် hypertrophy အတွက်ဖြစ်တဲ့အတွက်ကျွန်တော်3ကြော့12ချိန်ကစားပါတယ်နောက်တစ်မျိုးကတော့ lat pull down ပါလက်ပူတောင်းကို3ကြော့12ချိန်ကစားပါတယ်ဆိုတော့အခုမှကစားရမယ့်လူသစ်တွေကိုအကြံပေးချင်တာတော့ muscle ကို focus ထားပြီးတော့ဖြည်းဖြည်းချင်းပဲကစားပါ muscle ကိုအာရုံစိုက်ပြီးတော့ပဲကစားဖို့အကြံပေးချင်ပါတယ်ဆိုတော့ကျွန်တော်လည်းနားကကြာပြီးခုမှပြန်ဝင်တာပါနောက်တစ်ပြကတော့ dumbbell lateral raise သူ့ကိုလည်းကျွန်တော်3ကြော့12ချိန်ကစားပါတယ် isolation exercise တွေကိုအလေးအကြီးတွေနဲ့မကစားဖို့လည်းအကြံပေးပါတယ်ပြီးတော့ bicep curl သူ့ကိုလည်းကျွန်တော်3ကြော့12ကြိမ်ပဲကစားပါတယ်အခုမှစကစားတဲ့လူတစ်တွေအနေနဲ့ form မှန်ဖို့ပဲအဓိကအာရုံစိုက်ပြီးတော့ကစားသေးချင်ပါတယ်ကျွန်တော်တို့အလေးအကြီးတွေကိုမနိုင်ဖို့အတွက်အာရုံမစိုက်ပါနဲ့နောက်တစ်မျိုးကတော့ overhand triceps press သူ့ကိုလည်း3ကြော့12ကြိမ်ကစားပါတယ်ဒါ upper body တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ muscle တစ်ခုချင်းစီကိုစုံအောင်ကစားတာဖြစ်ပါတယ်နောက်တစ်မျိုးကတော့ kettlebell strings သူ့တော့3ကြော့15ကြိမ်ကစားပါတယ်ဒီကောင်ကစားတဲ့ရည်ရွယ်ချက်ကတော့ endurance တိုးစေဖို့ခဏရည်မြင့်မားစေဖို့အတွက်ကစားခြင်းဖြစ်ပါတယ်နောက်တစ်မျိုးကတော့ပြေးတာပေါ့ပြေးတာကတော့ဘာအတွက်ကောင်းလဲဆိုရင်တော့နှလုံးနဲ့အဆုပ်ကျန်းမာရေးအတွက်ကောင်းပါတယ်